Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကတော့နော်ငွေရှာနိုင်တဲ့ YouTube account တစ်ခုကိုစနစ်ကြဘယ်လိုဖွင့်ရမလဲဆိုတာနဲ့ပတ်သက်တဲ့သင်ခန်းစာဗီဒီယိုလေးပဲဖြစ်ပါတယ်ဒါဆိုရင်ဗီဒီယိုလေးမစခင် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း channel လေးကို subscribe လုပ်ထားပြီးဖို့အတွက်တောင်းဆိုချင်ပါတယ်ဒါဆိုရင်ကျွန်တော်ဗီဒီယိုဖက်ကိုတွားလိုက်ပါမယ်နော်ဒါဆိုရင်ကျွန်တော်ပထမဦးဆုံးအနေနဲ့ကိုယ်ဖုန်းမှာရှိတဲ့ YouTube application တွေကိုကျွန်တော်ဝင်ရပါမယ်နော်အဲ့လိုကျွန်တော်ဝင်ပြီးသွားလို့ရှိရင်တော့ဒီနေရာမှာ U ဆိုတဲ့နေရာလေးထဲကိုကျွန်တော်ဝင်လိုက်မှာပေါ့နော်ဝင်ပြီးသွားလို့ရှိရင်တော့ဒီနေရာမှာအပေါ်ဆုံးတောက်နားမှာရှိတဲ့ create a channel ဆိုတာရှိတယ်အဲ့ဒီကောင်ကြီးထဲကိုကျွန်တော်နှိပ်ရမှာဖြစ်တာပေါ့နော်ဒီကကျွန်တော်ဘာလို့အဆင်သင့်ဖြစ်လဲဆိုရင်ကျွန်တော်က Gmail account တစ်ခုရှိရမယ်အဲ့ Gmail account အသစ်တစ်ခုဖွင့်ပြီးမှကျွန်တော် YouTube ထဲမှာ login ဝင်ရမှာပေါ့နော်အဲ့လိုမျိုးကြောင့်ဒါကျွန်တော်အဆင်သင့်ဝင်ပြီးသားမလို့ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒါ Gmail account တစ်ခုကတော့အဆင်သင့်ရှိဖို့လိုတာပေါ့နော်အဆင်သင့်ရှိပြီးမှကျွန်တော် YouTube ထဲကို login ဝင်မှာပေါ့နော်ဒီနေရာမှာကိုစိတ်ကြိုက် picture တွေပါနေတာထည့်လို့ရတာပေါ့နော် picture profile တွေ name တွေ handle တွေเนาะဒီ handle ကမထက်လဲကိစ္စမရှိဘူးပေါ့နော်အဓိကကျွန်တော်ပုံနဲ့เนาะနာမည်ပေါ့နော်ဒီနေရာမှာကိုစိတ်ကြိုက်တာချိန်လို့ရတာပေါ့နော်ကိုကဘာနဲ့ပတ်သက်ပြီးမှတင်มาလဲเนาะဒါမှမဟုတ် food blogger လားဒါမှမဟုတ်စာတင်တာလားဒါမှမဟုတ်တခုခု lesson ပေးတာလားဒီကောင်တွေနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဒါကိုနာမည်စိတ်ကြိုက်ရွေးပေါ့เนาะအဲ့လိုရွေးပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့เนาะနာမည်တွေချိန်တာဖွင့်တာ successfully ဖြစ်သွားပြီပေါ့เนาะYouTube ကကျွန်တော်တို့ဒီလောက်နဲ့ပြီးလားဆိုရင်မပြီးသေးဘူးပေါ့နော်ထပ်ပြီးမှကျွန်တော်တို့လုပ်ရမယ့် setting ရှိသေးတယ်နော်အဲ့ဒီကောင်လုပ်မှတာရင်အဲ့ဒီကောင်လုပ်မှတာလည်းကျွန်တော်ကတရက်ကျွန်တော်ဗီဒီယိုကြည့်တဲ့လူဘယ်လောက်ရှိလဲနော်ဟိုမှာသူကchallenge ပေးထားတဲ့ဥစ္စာနော်100 subscriber တို့နော် watch time ဟာဘယ်လောက်လဲအဲ့ဒါကြည့်ဖို့အတွက်ဆိုရင်ကျွန်တော် YT Studio ထဲမှာတွားပြီးမှကျွန်တော်တို့ဒီကောင်ကို login ဝင်ပြီးမှလုပ်ရမှာဖြစ်တာပေါ့နော်အဲ့ဒီဗီဒီယိုနဲ့ပတ်သက်တဲ့သင်ခန်းစာနံပါတ်1လဲကျွန်တော်ထပ်ပေးမှာဖြစ်တဲ့အတွက်လို့ချင်တယ်ဆိုရင်တော့ကျွန်တော် comment မှာလို့ချင်တယ်လို့ရေးခဲ့ပေးပေါ့နော်ကဲအားလုံးကိုဒီနေ့ဗီဒီယိုမှာတော့ဒီလောက်ပါပဲเนาะအားလုံးကိုကျေးဇူးတင်ပါတယ် bye bye